လူငယ်လေးဟာသူ့ဖခင်ကတနေပြောင်းလူသားတွေကိုမုန်းတီးတာကြောင့်သူ့ရဲ့တောင်ပန်တွေကိုဖျက်ပစ်ဖို့စ조사ခဲ့တယ်သူ့ဖခင်ကတကားအထိရောက်လာတဲ့အခါလူငယ်လေးဟာကိရိယာတွေကိုမြင်မြန်ဝတ်ဖို့စ조사ခဲ့တယ်ဒါပေမဲ့သူ့ဖခင်ကတခုခုမှားရင်းနေတယ်ဆိုတာကိုခံစားမိပြီးအတင်းကျပ်ဝင်ရောက်လာကသူ့သားလည်းတနေပြောင်းလူသားတဦးဖြစ်နေကြောင်းတွေ့ရှိခဲ့တယ်နောက်10နှစ်ကြာသူ့ဖခင်ဟာရှုပ်ဝက်စွာလှုပ်လှုပ်ကတနေပြောင်းဗီဇကိုထားဝဲရပိတ်သိမ်းနိုင်မဲ့ဆေးရည်တစ်မျိုးကိုနောက်ဆုံးတော့ဖန်တီးနိုင်ခဲ့တယ်သူ့သားကိုဒါကိုပေးဖို့စ조사တဲ့အခါလူငယ်လေးကညှင်းဆန်ခဲ့တယ်သူဟာလွတ်မြောက်သွားပြီးရုတ်တရက်ဆိုသလိုအေယာမတောင်ပန်ကြီးနှစ်ခုကသူ့ကြောပြင်ကနေထွက်ပေါ်လာခဲ့တယ်သူဟာရှေ့သို့ပြေးသွားပြီးပြက်တင်းပေါက်ကနေပြန်ထွက်သွားခဲ့တယ်အပြင်ကလူတိုင်းဟာသူ့ကိုကောင်းကင်ယံစီပြန်တက်သွားတာကိုကြည်ရင်တုံးလှုပ်သွားခဲ့ကြတယ်နောက်ပိုင်းမှာသူ့ဖခင်ဟာအနေရတစ်ခုနဲ့ကြုံတွေ့ရတဲ့အခါလူငယ်လေးဟာအရင်ကမနာလိုစိတ်တွေကိုဘေးဖယ်ထားပြီးသူ့ကိုကယ်တင်ဖို့ပြေးသွားခဲ့တယ်သူ့ဖခင်ဟာခြောက်ခြားသွားပြီးနောက်ဆုံးတော့သူ့သားရဲ့စွမ်းအားတွေဟာကျင်းစာတစ်ခုမဟုတ်ပဲလက်ဆောင်တစ်ခုဖြစ်ကြောင်းနားလည်သဘောပေါက်သွားခဲ့တယ်ဒါပေမဲ့တခြားတန်နေပြောင်းလူသားတွေနဲ့တိုက်ခိုက်နေရင်းမှာလူငယ်လေးဟာပြင်းထန်စွာဒဏ်ရာရခဲ့ပြီးသူ့တောင်ပန်တွေပျက်စီးခဲ့တယ်သူဟာမျောလင့်ချက်အားလုံးလက်လွတ်ဆုံးရှုံးတော့မဲ့အချိန်မှာဒုတိယအခွင့်အရေးတစ်ခုရရှိခဲ့တယ်လူတဲ့ရောက်ကနူးညံ့တဲ့မော်တက်တစ်ခုကိုစီရင်ခဲ့ပြီးသူ့တောင်ပန်တွေပြန်ကောင်းလာဖို့စတင်ခဲ့တယ်ပြန်လည်ကြီးထွားလာယုံသာမကဒီတစ်ခါတော့သူ့တောင်ပန်တွေဟာတထုနဲ့ပြုတ်လုထားတာဖြစ်လာခဲ့တယ်